အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြမယ့်ဗီဒီယိုလေးကတော့ဆောင်းပါးတွေကို AI သုံးပြီးတော့ဘယ်လိုရေးကြမလဲပေါ့နော်တိတိကျကျပြောရရင်တော့ generative AI သုံးပြီးတော့ဘယ်လိုရေးကြမလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ရှေ့ရဗီဒီယိုမှာတော့ AI ကိုအသုံးပြုပြီးဆောင်းပါးတွေပုံတွေဓာတ်ပုံတွေဗီဒီယိုတွေကိုဖန်တီးတဲ့အခါမှာသတိထားရမယ့်ethical ကျင့်ဝတ်လေးတွေကိုတော့ကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်အခုဒီဗီဒီယိုမှာတော့ကျွန်တော်တို့အဆောင်းပါးလေးတွေကိုဘယ်လိုမျိုးရေးကြမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့အခု generative AI ပေါ်လာတဲ့အခါမှာအများကြီးလွယ်ကူသွားစေတယ်ပေါ့နော်ဆောင်းပါးတွေရေးတဲ့အခါမှာအဲ့တော့ကျောင်းဆိုလည်းခဏခဏဖြစ်တယ်ဆောင်းပါးကောက်ရေးလိုက်တယ်ရေးရတာအရန်လွယ်တယ်ပြီးသွားတဲ့အခါမှာခေါင်းစဉ်ပေးဖို့ခက်တာပေါ့နော်ဘယ်လိုခေါင်းစဉ်ပေးလိုက်ရမလဲတခါလေကျတော့လည်းခေါင်းစဉ်ကနေတည့်ပြီးတော့မှဆောင်းပါးတစ်ပုဒ်ထွက်လာတယ်တခါလေကျတော့လည်းဆောင်းပါးရေးပြီးကမှခေါင်းစဉ်ရှာတာခက်တယ်လို့ရှိတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ post ပါပဲဖြစ်ဖြစ်သတင်းစာမှာပဲဖြစ်ဖြစ် website မှာပဲဖြစ်ဖြစ်ကြော်ညာတစ်ခုမှာပဲဖြစ်ဖြစ်ခေါင်းစဉ်အရေးကြီးတယ် catching ဖြစ်နိုင်တဲ့ဟာပေါ့လူစိတ်ဝင်စားနိုင်တဲ့ခေါင်းစဉ်မျိုးဖြစ်ရမယ်အဲ့တော့အဲ့လိုခေါင်းစဉ်တစ်ခုကိုရဖို့ဆိုရင်အချိန်ကြီးအများကြီးကြာပြီးပြီးတော့စဉ်းစားရတယ်အခုချိန်မှာကျွန်တော်တို့က generative AI ကို idea ထုတ်ခိုင်းလို့ရတယ်ပေါ့အခုဒီမှာဥပမာလေးတစ်ခုပေးထားတယ်သူ့ကိုကဆိုပါစို့ဆောင်းပါးတစ်ခုရေးလိုက်တယ်ရေးပြီးသွားတဲ့အခါမှာဒီအဝေးကနေလှုပ်တဲ့ဟာတွေပေါ့နော် remote work တွေရုံးတိုင်းမဟုတ်ဘဲနဲ့အိမ်ကနေပြီးတော့မှလုပ်တဲ့လူတွေ remote work ရဲ့အကျိုးကျေးဇူးတွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က advocate လုပ်ချင်တယ်လူတွေကိုအသိပေးချင်တယ်အဲ့တော့စီးပွားရေးသမားတွေအတွက်ရည်ရွယ်ပြီးတော့ဒီဆောင်းပါးလေးရေးထားတယ်အဲ့တော့အဲ့ရေးထားတဲ့ဆောင်းပါးပေါ်မှာကိုကသူတို့ကိုဆွဲဆောင်နိုင်ဖို့အတွက်idea ထုတ်ချင်တာပေါ့နော်ခေါင်းစည်းလေးတွေဘယ်လိုခေါင်းစည်းလေးတွေထုတ်မလဲဆိုတာကိုပြီးခိုင်းတဲ့အခါမှာ AI ကိုခိုင်းပြီးတော့ generate လုပ်လို့ရတယ်ပေါ့အဲ့တော့ generate 10 completely headline ဆိုပြီးတော့မှခိုင်းလိုက်လို့ရတယ်အဲ့တော့အဲ့လိုပါပဲကျွန်တော်တို့ကဒီဟာကိုဘယ်မှာ run မလဲပေါ့နော်ဘယ်မှာ run မလဲဆိုတော့ပထမဆုံးကျွန်တော်Gemini မှာ run ကြည့်မယ်ပေါ့နော် Gemini မှာ run ကြည့်ပါမယ် okay မိခွန်းလေးတွေမေးကြည့်မယ်ပေါ့နော်ဒါကတော့အင်္ဂလိပ်လိုရင်စာဆန်းကြည့်တာပေါ့လေအင်္ဂလိပ်လိုစာဆန်းကြည့်တဲ့အခါမှာသူကခေါင်းစဉ်လေးတွေအများကြီးပဲထွက်လာတယ်အဲ့တော့ဒီနေရာမှာကျွန်တော်သတိပေးရမှာလေးတစ်ခုရှိလာတယ်ဒီ AI tools ရဲ့တော်တော်များများသောခေါင်းစဉ်ပေးပုံကိုသတိထားပြီးပါလိမ့်မယ်အခုကျွန်တော်ပေးထားတဲ့ခေါင်းစဉ်မျိုးပေါ့ headline full column prompt example English something full column something ဆိုတဲ့ pattern ကိုသူတို့ကအမြဲတမ်းပေးလေးရှိတယ်အဲ့တော့ကိုကအဲ့ဒါတကယ်လိုချင်တာဟုတ်ရဲ့လားပေါ့ဒီ pattern ကိုသဘောကျသလားမကျဘူးဆိုရင်ပြောင်းသင့်တယ်အဲ့ဒါမျိုးလေးတွေသတိထားစေချင်ပါတယ်ကျွန်တော်တို့က AI ကနေပြီးတော့ generate လုပ်ထားလားမလုပ်ထားဘူးလားဆိုတာကိုဒီလိုမျိုးခေါင်းစဉ်ပုံစံကြည့်အောင်လည်းသိနိုင်တယ်ပေါ့အဲ့တော့သူ့စီက idea ကိုပဲယူပြီးတော့ကိုယ်ပိုင်လုပ်တာတော့အကောင်းဆုံးပဲပေါ့နော်ဒါကတော့ကျွန်တော်ပြန်ပြီးတော့စမ်းကြည့်တာပါအဲ့တော့မြန်မာလိုရေးကြည့်တာပေါ့နော် remote လုပ်ခြင်းကြောင့်ရရှိသည့်အကျိုးကျေးဇူးများကိုအကြောင်းရေးထားသည့်ဆောင်းပါးအတွက်ခေါင်းစဉ်ပေါ့နော်ခေါင်းစဉ်ထုတ်ခိုင်းမယ်ပြီးရင်ရည်ရွယ်တာကတော့ခုနကပြောသလိုပဲစီးပွားရေးသမားတွေဟိုရည်ရွယ်တယ်ကိုကရေးတဲ့အချိန်မှာဆွဲဆောင်မှုရှိတဲ့ခေါင်းစဉ်လေးတွေကိုလိုချင်တယ်ပေါ့နော်အဲ့တော့မြန်မာလိုမေးလို့ရပါတယ်ဒီမှာကျွန်တော် ChatGPT သုံးမသုံးမဲနဲ့ Gemini ဟောဘာလို့သုံးထားတာလဲဆိုတော့ ChatGPT နဲ့စလို့ရှိရင် Google ကထုတ်တဲ့ tools တွေကမြန်မာလိုမေးတာမှာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပို့ပြီးတော့တိကျတဲ့အဖြေတွေရနိုင်တယ်လို့ခံစားရလို့နောက်ပြီးတော့ဒီ ChatGPT ကပေးတဲ့မြန်မာစကားလုံးမှာသုံးတဲ့ဟာတွေကသိပြီးတော့သုံးတာမရှိတဲ့စကားတွေပါတယ်ပေါ့နော် Google ကတော့ပို့ပြီးတော့မှတော်တော်လေးကောင်းတာကိုမြင်ရတယ်အဲ့တော့စီးပွားရေးသမားများဖတ်ရင်ရွယ်ပြီးအိမ်မအလုပ်လုပ်ခြင်းကိုခွင့်ပြုစေရန်ဆွဲဆောင်နိုင်သည့်ယုံကြည်မှုရှိသည့်ခေါင်းစဉ်လေတံဖြစ်ယုံကြည်မှုရှိသည့်လေတံဖြစ်ရမယ်တဲ့နော်ဖြစ်ရမည်ဆိုပြီးလိုက်တယ်ပေးလိုက်တဲ့ခါကျတော့ကျွန်တော်ကခုန remote work ကိုအိမ်မအလုပ်လုပ်ခြင်းဆိုတာကိုပေးလိုက်တဲ့ခါကျတော့ဘယ်လိုမျိုးတွေလာလဲဆိုတော့အဝေးမအလုပ်လုပ်ခြင်း square ဆိုင်ရာအသာချက်များအဝေးမအလုပ်လုပ်ခြင်းပေါ့နော်အဝေးမအလုပ်လုပ်ခြင်းပြီးလုပ်ငန်းရေးဆွဲဆောင်ရေးကိုမြင့်တင်ခြင်းအဝေးမအလုပ်လုပ်ခြင်းဝန်ထမ်းကောင်းဆုံးများရရှိစေမည်မဟာဗျူဟာအဲ့တော့ကျွန်တော်သိမကြိုက်ဘူးဘာလို့ဆိုတော့အဝေးမအလုပ်လုပ်ခြင်းဆိုတဲ့စကားလုံးကိုတကယ်ကြတော့နားလည်းမလွယ်ဘူးပေါ့နော်မြန်မာစကားမှာအဲ့တော့မြန်မာတွေကြားထဲမှာလည်း remote work လို့ပြောလိုက်လို့ရှိရင်လူတိုင်းသိနေပြီကွာအင်္ဂလိပ်စကားရေမဟုတ်ဘူးသိရမလားအဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့ဒီအဝေးမှအလုပ်လုပ်ခြင်းနေရာမှာ remote work လို့ပဲရေးပါဆိုပြန်ပြောတယ်
အဲ့တော့ဒီ generative AI ကိုအသုံးပြုတဲ့အခါမှာကိုလိုချင်တဲ့ sound bar ကိုလိုချင်တဲ့ခေါင်းစဉ်ပေါ့နော်ရရှိဖို့အတွက်ဆိုရင် dialogue သဘောမျိုးအပြန်အလှန်စကားပြောတဲ့ပုံစံမျိုးတွေနဲ့လည်းမေးလို့ရတယ်မေးသင့်တယ်ပေါ့နော်ဒါလေးကိုပြောချင်တာပါနောက်ထပ်ကတော့ကျွန်တော်ထုတ်လို့ရတဲ့ဟာမျိုးလေးတွေပေါ့နော် marketing လောကမှာ marketing လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်သုံးလို့ရတဲ့ prompt ဥပမာလေးတွေပေးထားတာပါဒီဥပမာဆိုလို့ရှိရင်ကိုယ့်ရဲ့ကြော်ညာပေါ့နော်ကြော်ညာအတွက် AB စမ်းသပ်မှုတွေလုပ်မယ်အဲ့လို AB စမ်းသပ်မှုတွေပြုလုပ်ဖို့အတွက်ဘယ်လိုမျိုးလုပ်ငန်းစဉ်တွေကိုလုပ်ရမလဲတခြားထည့်သွင်းစဉ်းစားစရာအချက်များပါရှိတယ်လေဆိုပြီးတော့မေးတာမျိုးပေါ့နော် AB test အတွက်ကိုက idea လေးတွေထုတ်ကြည့်လို့ရတယ်တကယ်လို့ကိုကဥပမာကြော်ညာတစ်ခုတီးတန်းတဲ့ကြော်ညာတစ်ခုကိုရေးလိုက်တဲ့ကြော်ညာတစ်ခုအတွက်ပစ္စည်းကြော်ညာတာပဲဖြစ်ဖြစ်တင်တန်းကြော်ညာတာပဲဖြစ်ဖြစ်အဲ့လိုကြော်ညာတစ်ခုအတွက်ပါမယ်ဆိုရင်ဒီနေရာမှာအတိအကျဖော်ပြပေးမယ်ဆိုရင် idea လေးတွေထုတ်လို့ရတယ်ပေါ့အဲ့တော့ AI ဒီကိုယ့်ရဲ့ personal assistant တယောက်လိုမျိုးခိုင်းလို့ရတယ် idea လေးတွေထုတ်ခိုင်းလို့ရတယ်နောက်တစ်မျိုးကကြတော့ဒီ generative AI ကိုဘယ်နေရာတွေမှာအသုံးပြုလဲဆိုတော့ marketing သမားတွေအနေနဲ့ကိုယ့်ရဲ့ရောင်းဝယ်တွေပေါ့နော်ရောင်းဝယ်တွေလာတယ်ကိုက sale ရောင်းမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံမျိုးနဲ့ response လုပ်မလဲသူမေးတဲ့မေးခွန်းကဒီလိုမေးခွန်းဆိုရင်ကိုကဒီလိုမျိုးပြန်ဖြေမယ်ပေါ့မေးခွန်းပေါ်မှာမူတည်ပြီးတော့ပြန်ဖြေမဲ့ template တွေ standard template တွေလည်းဖန်တီးယူထားလို့ရပါတယ်အဲ့တော့ဒီ standard template တွေကိုဖန်တီးတဲ့အခါမှာအားသာချက်ကဘာလဲဆိုလို့ရှိရင်ဒီ template တွေကိုဖန်တီးထားတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ junior staff တွေကိုပြန်ပြီးတော့ training ပေးတဲ့အခါမှာဆိုရင်ဒီ template ကိုချပြီးတော့တခါတည်းပေးထားလို့ရတယ်ပေါ့နော်သူတို့လိုအပ်တဲ့နေရာလေးတွေမှာပဲဖြည့်ပြီးတော့ပြောင်းလဲသွားရင်ရပြီကိုကျွန်တော်ပြထားတဲ့ bracket ထဲမှာဆိုရင်ပြောင်းရမယ့်အပိုင်းလေးတွေဖြစ်မယ်နောက်တစ်မျိုးကကြတော့ဗာလဲဆိုရင်email တွေ reply ပြန်တာပေါ့နော် email ကိုကစာရေးတာပဲဖြစ်ဖြစ် reply ပြန်တာပဲဖြစ်ဖြစ်အတွက်လည်းအဲ့လိုပဲ template တွေလုပ်ထားလို့ရတယ်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင် email ကနေတဆင့် B2B ဖောက်တဲ့တူတဲ့ဟိုဟလာကိုယ့်ရဲ့ finance software နဲ့ပတ်သက်တဲ့ tool ကိုက AI company technology company ဆိုရင် finance software tool ကိုမိတ်ဆက်မယ်တူတူရှင်းရှင်းဖြစ်ရမယ်စာတူရမယ်ပြီးရင် professional ဆန်ရမယ်အဲ့တော့ကိုက formal လည်းဆန်ရမယ်ဒါပေမဲ့တစ်ဖက်မှာလည်းဆွဲဆောင်မှုရှိတဲ့ engage ဖြစ်နိုင်တဲ့ပုံစံမျိုးနဲ့ရေးမယ်ပေါ့နော်အဲ့တော့ email တွေပြန်ဖို့အတွက်လည်း template တွေဖန်တီးလို့ရတယ်အများအား AI ကိုကိုရေးချင်တိုင်းဟိုအသစ်ထိထုတ်တာမဟုတ်ဘဲနဲ့ template တစ်ခုဖန်တီးထားမယ်ဆိုလို့ရှိရင်တော့သူကနောက်လာတဲ့ email တိုင်းအတွက်ကိုကတခါတည်း format ချပေးတာဖြစ်သွားတယ်ပေါ့အဲ့လိုပါပဲ social media post တွေမှာလည်းကိုဖန်တီးလာလို့ရတယ်အဲ့တော့ social media post တွေမှာဆိုလို့ရှိရင်ကိုဘာရေးချင်တာလဲပေါ့ဥပမာဆိုပါစို့ဆက်ပြပေါ့နော်ပကံစည်းဆက်ပြကြော်ညာမယ်အဲ့တော့ပကံစည်းဆက်ပြကြော်ညာဖို့အတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံမျိုးဖြစ်မလဲပေါ့နော်ပညာပေးလည်းဖြစ်ရမယ်လူတွေလည်းစိတ်ဝင်စားရမယ်လူကြိုက်လည်းများရမယ်ဆိုတဲ့ဟာမျိုးဒါမှစာကြောင်းရေကိုကန်တက်ပေးလို့ရတယ်ပေါ့အဲ့တော့ခုကျွန်တော်တို့မြင်ခဲ့ရပြီဆိုလို့ရှိရင် generative AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့လုံးလို့ရတဲ့အရာတွေအများကြီးရှိတယ်။ဆောင်းပါးတွေဖန်တီးလို့ရတယ်။ template တစ်ခုဖန်တီးထားပြီးတော့ဒီ template တိုင်းဟိုအလုပ်အများကြီးတွေ့ကျဲသွားအောင် template တွေဖန်တီးထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ generative AI ကိုအသုံးပြုပြီးတော့ဆောင်းပါးတွေဘယ်လိုလုပ်ရမလဲဘယ်လိုရေးရမလဲဆိုတာကိုပြောပြခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ image ဖန်တီးမှုနဲ့ပတ်သက်ပြီးတော့ပြောပြတော့မှာဖြစ်တယ်